ရင်းနာကရုရှားရဲ့ပထမကန်စစ်လိုင်းကိုလုံးဝကြော်ဖြတ်ပြီးဒုတိယကန်စစ်လိုင်းစီတက်မောင်းဝင်သွားပါတယ်။တစ်ချိန်တည်းမှာတီချာတပ်ဖွဲ့တစ်ဖွဲ့ကရှေ့ဆုံးနေရာကိုဆက်လက်ဖိအားပေးထားပြီးရုရှားတပ်တွေအဲ့ဒီနေရာကနေမရွှေ့နိုင်အောင်ထိန်းချုပ်ထားပါတယ်။သူတို့ဖြတ်တန်းနေတဲ့မြေပြင်ဟာတိုက်ခိုက်မှုတွေအကျဉ်းပေါင်းများစွာခံရရတယ်။မြေသားတော့အပြေအဝမတည်ငြိမ်တော့ပါဘူး။ပြစ်မှတ်စီ1မီတာချင်းနီးကပ်လာတိုင်းမြေပြင်အခြေအနေကပုံမဆိုးရွားလာပါတယ်။ရင်နှံပြစ်မှတ်အနီးကိုရောက်လာချိန်မှာ RPG ပစ်ခတ်မှုစတင်လာပါတယ်။ဒါပေမဲ့ရင်နှံကမရက်ပဲဆက်လက်မောင်းနေပါတယ်။ဒီချိန်မှာရက်တက်လိုက်တာဟာရွေးချယ်စရာတခုမဟုတ်တော့ပါဘူး။အဲဒီနောက်ဟန်ဘီတစီရဲ့အောက်မှာမိုင်းတလုံးပေါက်ကွဲသွားပါတယ်။ပြစ်မှတ်ကိုမရောက်သေးခင်ချင်းကပ်လမ်းကြောင်းပေါ်မှာပဲဖြစ်တာကြောင့်ထိုးစစ်ကိုအပြည့်အဝမစတင်ရသေးခင်ကလေးကရန်သူပစ်ခတ်မှုအောက်ရောက်နေပြီးသားဖြစ်ပါတယ်။ချင်းရင်တပ်သားတွေရင်ပေါ်ကဆင်းပြီးချက်ချင်းပြန်လဲပစ်ခတ်ပါတယ်။မိုင်းပေါက်ကွဲမှုကမိခိုးတောင်မရှင်းသေးချိန်မှာRPG တလုံးဟာစစ်သားတဦးရဲ့လမ်းကြောင်းကိုအလွန်နီးကပ်စွာဖျက်ပြန်သွားပါတယ်။ဒါပေမဲ့သူမရက်ပါဘူး။ရင်တွေကလုံခြုံတဲ့ဇုံစီပြန်ဆုတ်သွားပြီးသူတို့ရဲ့တာဝန်ပြီးဆုံးသွားပါတယ်။ဒီချိန်ကစပြီးချီလင်တပ်ဖွဲ့တွေဟာသူတို့ကြီးပဲကြံခဲ့ပါတယ်။သူတို့ဟာရှေ့ကိုဆက်တိုးတယ်။လက်ပစ်ဘုံတွေရှေ့ကိုပစ်တယ်။ရန်သူပစ်ခတ်မှုကိုခံရတယ်။ပြီးတော့ပြန်လည်ပစ်ခတ်တယ်။ဒီအရာအလုံးကြားမှာထိုးစစ်အရှင်ကိုမလျှော့ပါဘူး။တစ်ချိန်ထဲမှာဒုတိယအဖွဲ့ကကတုတ်ချင်းရဲ့အခြားအစုံဘက်ကနေထိုးဝင်လာပါတယ်။ကတုတ်ချင်းထွက်ပေါက်တစ်ခုလုံးကိုတပြိုင်တည်းပိတ်လိုက်တာကြောင့်ရန်သူကကျင်းမြောင်းတဲ့နေရာထဲမှာဥတီယာနှစ်ဖက်ကနေဖိအားခံနေရပါတယ်။ယူကရိန်းစစ်သားတအုပ်ဟာကတုတ်ချင်းအကွေ့မှာလက်နက်အစင်တင်နဲ့ရှိနေချိန်ရုရှားစစ်သားတအုပ်ရုတ်တရက်ထွက်လာပြီးကြီးထိသွားပါတယ်။သူဟာအကွေ့နောက်ဘက်ကိုပြန်ဆုတ်သွားပြီးမြဲအဲ့ဒီပြစ်ခတ်မှုရဲ့နောက်ဆုံးရလဒ်ကိုတော့မသိရပါဘူး။ကတုတ်ချင်းဟာဒီနေရာမှာကွေ့နေတဲ့အတွက်နှစ်ဖက်လုံးကအကွေ့ကျော်ဘက်ကိုမမြင်နိုင်ကြပါဘူး။ယူကရိန်းစစ်သားတအုပ်ဟာကတုတ်ချင်းအတွင်းရှစ်တိုးနေချိန်လေဘင်းကိုကြီးထိပြီးလဲကျသွားပါတယ်။မီတာ20ခန့်အကွာကရုရှားပစ်ခတ်ရေးနေရာတစ်ခုဟာတိုက်ရိုက်မြင်ကွင်းမရှိဘဲကတုတ်ချင်းအနားကိုအဆက်မပြတ်ပစ်ခတ်နေကြတာဖြစ်ပါတယ်။ကျန်တပ်သားတွေကဒဏ်ရာစစ်သားပတ်ဝန်းကျင်ကိုထိန်းထားပြီးရှေ့ဘက်ကိုလက်ပစ်ပုံးတလုံးပစ်လိုက်ပါတယ်။ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေပြီမဲ့ထိုးစစ်ကတော့မရပ်ပါဘူး။အပေါ်က drone ဟာရန်သူထိန်းထားစေကတုတ်ချင်းအပိုင်းကိုဆက်လက်ချရခံနေပါတယ်။ drone ရဲ့လမ်းညွှန်မှုနဲ့ယူကရိန်းစစ်သားတအုပ်ဟာရုရှားတပ်ရှိနေတဲ့အပိုင်းနဲ့လက်ပစ်ပုံးတလုံးပစ်သွင်းလိုက်ပြီးရန်သူစစ်သားတအုပ်ရဲ့ဘေးမှာပောက်ကွဲသွားပါတယ်။ခဏကြာမှစစ်သားတအုပ်အကွေ့ကိုကြော်လိုက်တာနဲ့ရန်သူစစ်သားတအုပ်နဲ့မျက်နှာချင်းဆိုင်တွေ့သွားပါတယ်။ကျင်းမြောင်းတဲ့ကတုတ်ချင်းထဲမှာနှစ်ဖက်စလုံးတပြိုင်တည်းတုတ်ပြန်ခဲ့ရပြီးရုရှားစစ်သားကချက်ချင်းလှည့်ကာကတုတ်ချင်းအတွင်းပြန်ဆုတ်သွားပါတယ်။သူ့နောက်ကိုလက်ပစ်ပုံးတလုံးပစ်လိုက်ပြီးအကာအကွယ်စီမရောက်ခင်ထိခိုက်သွားပါတယ်။အခုထိုးစစ်ဟာအကွေ့တစ်ခုချင်းစီကိုဖြည်းဖြည်းရှင်းလင်းရတဲ့ပုံစံအဖြစ်ပြောင်းလဲလာပါတယ်။လက်ပစ်ပုံးကျခဲ့တဲ့နေရာမှာရုရှားစစ်သားတအုပ်လဲကျနေတာတွေ့ရပြီးတပ်ဖွဲ့ကအဲ့ဒီနေရာကိုကြောကရှေ့ကိုဆက်တိုးပါတယ်။ဒဏ်ရာရယူကရိန်းစစ်သားတအုပ်ကိုကတုတ်ချင်းအတွင်းနောက်ဖက်စီဆွဲထုတ်နေခြင်းအခြားတပ်သားတွေကအဆင့်တိုင်းကိုကာပစ်ပေးနေပါတယ်။ဒါပေမဲ့လုံးဝရှင်းနေပြီးလုံခြုံတဲ့မြေပြင်မရှိသေးပါဘူး။ပြစ်မှတ်နေရာရဲ့အခြားတစ်ဖက်မှာတိုက်ပွဲကဆက်လက်ပြင်းထန်နေပါတယ်။အဲ့ဒီအချိန်မှာရုရှားတိုက်ခိုက်ရေး drone တစ်စင်းဟာပြစ်မှတ်နေရာစီထိုးဆင်းလာပြီးမီတာအနည်းငယ်အကွာမှာပေါက်ကွဲသွားပါတယ်။လေဝင်းတန်ရာရထားတဲ့စစ်သားဟာမြေပြင်ပေါ်လဲနေတဲ့အခြေအနေကနေတောင် electronic နှောက်ယှက်စက်ကိုအသက်သွင်းနိုင်အောင်တပ်ဖွဲ့ကိုလမ်းညွှန်ပေးခဲ့ပါတယ်။ဂျမစနစ်အလုပ်လုပ်လာတာနဲ့တပ်သားတွေဟာအဲ့ဒီကာကွယ်အောက်ကနေဆက်လက်တိုးဝင်ပါတယ်။အဖွဲ့နှစ်ဖွဲ့လုံးဟာကတုတ်ချင်းရဲ့တိကျအစွန်းနှစ်ဖက်ကနေအတွင်းပတ်စီဆက်လက်ထိုးဝင်နေပြီးအဖွဲ့နှစ်ခုကြားအကွာဝေးဟာကတုတ်ချင်းအပိုင်းတစ်ပိုင်းတစ်ပိုင်းညှော့နေလာပါတယ်။ရှေ့တိုးနေချိန်မှာစစ်သားတအုပ်ရဲ့လက်နက်ချွေရင်းသွားပါတယ်။သူကဒဏ်ရာရရဲဘော်တအုပ်ရဲ့ rifle ကိုယူပြီးဆက်လက်တိုက်ခိုက်ပါတယ်။ထိုးစစ်ကမရက်ပါဘူး။ရုရှားစစ်သား2ဦးဟာသူတို့ရဲ့နေရာကိုစွန့်ခွာပြီးထွက်ပြေးလာပါတယ်။ပထမတအုပ်ကချက်ချင်းပစ်ခတ်ခံရပြီးဒုတိယတအုပ်ကတော့အစပိုင်းမှာအရှုံးပေးမဲ့အခြေအနေပြသခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းပြန်လဲထွက်ပြေးဖို့ကြိုးစားခဲ့ပြီးသူတို့လိုက်စီမရောက်ခင်ပစ်ခတ်ခံရပါတယ်။အပေါ်က drone ဟာကြန့်ရှိနေတဲ့ရုရှားနေရာအပေါ်ရောက်နေပြီးသားဖြစ်ပါတယ်။စောင့်ကြည့်ရေးအဖွဲ့ကပြစ်မှတ်ကိုခြေရခံပြီးကို ordinate တွေကိုအောက်ကတပ်ဖွဲ့စီပေးပို့ပါတယ်။ဒါရိုက်မြင်ကွင်းမရှိဘဲအပေါ်ကအချက်လက်ကိုအသုံးပြုပြီးတပ်မှတ်နေရာစီလက်ပစ်ဘုံတလုံးပစ်လိုက်ပါတယ်။ drone ကပောက်ကွဲမှုဟာရုရှားစစ်သား2ဦးကြားမှာဖြစ်ပွားခဲ့တာကိုအတည်ပြုခဲ့ပါတယ်။အဲ့ဒီနောက်အခြားအဖွဲ့နဲ့ဆက်သွယ်မှုရုတ်တရက်ပြတ်တောက်သွားပါတယ်။ဘာကြောင့်လဲဆိုတာဘယ်သူမှမသိပါဘူး။သူတို့ရှိနေတဲ့နေရာကတော့တိုက်ခိုက်ရေး drone တစ်စင်းကတုတ်ချင်းရဲ့အဝေးဆုံးပိုင်းကိုထိမှန်တာမြင်ခဲ့ရပါတယ်။အဲ့နောက်ပိုင်းမှာတော့အတန်းရေဒီယိုဆက်သွယ်မှုနဲ့လှုပ်ရှားမှုဘာမှမရှိတော့ပါဘူး။တပ်ဖွဲ့ကစောင့်နေပဲရှေ့ကိုတိုးပြီးအလက်ဗဟိုဘန်ကာကိုရှင်းလင်းလိုက်ပါတယ်။ဘန်ကာအတွင်းမှာရုရှားလက်ပစ်ဘုံတွေအပူမြင့်ကိရိယာတွေနဲ့အလုံးလုံးနေစေရန်သူရေဒီယိုတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီရေဒီယိုကိုလည်းတပ်ဖွဲ့ကသိမ်းယူခဲ့ပါတယ်။နောက်ဆုံးမှာကတုတ်ချင်းရဲ့တစ်ဖက်ကထိုးဝင်လာတဲ့အဖွဲ့နှစ်ဖွဲ့ဟာအလေပိုင်းမှာပြန်လည်ဆုံတွေ့ခဲ့ပါတယ်။အဲ့ဒီနေရာမှာနိုင်အနေငယ်စောစောကယူကရိန်းစစ်သားတဦးရဲ့လေဘင်းကိုထိမှန်အောင်ပစ်ခတ်ခဲ့တဲ့ရုရှားတပ်နဲ့သမားကိုတွေ့ရှိခဲ့ပါတယ်။သူဟာတပ်ဖွဲ့ရောက်မလာခင်အတော်ကြာကလေးကတွေးထွက်လွန်ပြီးတိတ်ဆုံးနေခဲ့ပါတယ်။တပ်ဖွဲ့ဟာနောက်ဆုံးရှင်းလင်းမှုပြုလုပ်ပြီးနောက်ခံစစ်နေရာတွေကိုစတင်တိစောက်ကတောင်ဘက်ချင်းကပ်လမ်းကြောင်းကိုစောင့်ကြည့်ခဲ့ပါတယ်။ရုရှားရေဒီယိုဆက်သွယ်မှုထဲမှာ
စစ်ကူတပ်တွေလာမယ်လို့အကြိမ်ကြိမ်ဖော်ပြနေပေမဲ့ဘယ်သူမှရောက်မလာခဲ့ပါဘူးယူကရိန်းတပ်ဖွဲ့ဟာအဲ့ဒီနေရာကိုထိန်းချုပ်လိုက်ပါတယ်စစ်စင်ရေးတစ်ခုလုံး6နိုင်ကြာမြင့်ခဲ့ပြီးယူကရိန်းစစ်သား14ဦးဟာရန်သူခံစစ်တပ်သား20ကျော်ကိုရင်ဆိုင်ကဘာကာ3ခုကိုရှင်းလင်းနိုင်ခဲ့ပါတယ်အမောင်ကျလာခြင်းမှာပြန်လည်ထုတ်ယူရေးစတင်ပြီးဒဏ်ရာရသူတွေကိုပါအတူခေါ်ထုတ်သွားပါတယ်နောက်ထပ်ပြစ်မှတ်မှာတော့တစ်တော်တန်းတစ်ခုအတွင်းရန်သူတပ်သား90ခန့်ရှိနေပါတယ်အဲ့ဒီနေရာကိုသိမ်းဖို့ဝင်လာမဲ့ယူကရိန်းတပ်ဖွဲ့ကတော့အရေးအတွက်ပိုနေပါတယ်ပြင်ဆင်နေရတဲ့တစ်တော်ကြားမှာဖုံးကွယ်စရာဘာမှမရှိတဲ့ပွင့်လင်းလန်းမီတာ300ရှိနေပြီးအပေါ်က drone ကအဲ့ဒီလမ်းကြောင်းကိုစောင့်ကြည့်နေပါတယ်ဒါပေမဲ့ရန်သူမြင်နေရတဲ့လှုပ်ရှားမှုဟာတကယ်အဓိကတိုက်ခိုက်မှုမဟုတ်ပါဘူးဥတီယာဘက်ကရန်သူပြစ်ခတ်မှုကိုဆွဲယူနေခြင်းအဓိကထိုးစစ်ကလုံးဝအခြားနေရာတစ်ခုစီဥတီနေပါတယ်တပ်မှုကအစကတည်းကဒီလိုစီစဉ်ထားတာဖြစ်ပါတယ်ညတစ်လျှောက်ထောက်ပံ့ရေးအဖွဲ့တွေဆက်လက်ရွေးရှားနေပြီးတပ်မှုတွေကနောက်ဆုံးအသေးစိတ်စီစဉ်တွေကိုပြန်လည်စစ်ဆေးနေပါတယ်ခဲယမ်းတွေကိုရှေ့တန်းစီပို့ဆောင်နေပြီးစစ်သားတွေကလမ်းတစ်လျှောက်ကိုယ်တိုင်တည်ဆောင်နေပါတယ်ထိုးစစ်စတင်မှုနိုင်အနှဲငယ်ကြံနေသေးပေမဲ့တင်ကားတွေရွေးရှားနေပြီးပထမဆုံးမော်တာကြီးလည်းပြစ်လွတ်လိုက်ပါပြီOne down. Yes. Go. မီတာ300အကွာနဲ့ရန်သူတပ်သား90ဟာမကြခင်အရင်နဲ့လုံးဝမတူတဲ့အခြေအနေကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ပထမဆုံးကြည်တွေထွက်လာချိန်မှာတော့ခဲယမ်းတွေကိုရှေ့ဘက်စီဆက်လက်ပို့ဆောင်နေစေပါမနေ့9:19မိနစ်မှာချင်းကလန်တစ်ခုလုံးမီကိုနဲ့ဖုံးလွှမ်းနေပါပြီရင်တွေကပွင့်လင်းမြေပြင်နဲ့ထိုးဝင်လာပြီးတင်ကားတွေစတင်ပစ်ခတ်ပါတယ်ပြီးတာနဲ့တင်ကားတွေပြန်ဆုတ်ပြီးသူတို့ကိုဖုံးကွယ်ဖို့မီကိုထပ်ချထားပါတယ်တိုက်ရိုက်မြင်ကွင်းမရှိတော့တာကြောင့်သူတို့ကိုခြေရာခံနေတဲ့ရန်သူစနစ်တွေဟာပြစ်မှတ်ကိုဆက်လက်ထိန်းထားဖို့ခက်ခဲသွားပါတယ်မနေ့9:20မိနစ်မှာခြေလင်းတပ်သားတွေရင်ပေါ်ကဆင်းလာပါတယ်ရင်တောင်လုံးဝမရက်သေးခင်မှာပဲပြစ်ခတ်နေပြီးသားဖြစ်ပါတယ်သူတို့မြေပြင်ပေါ်ဆင်းပြီးရန်သူပြစ်ခတ်မှုအောက်ကနေတက်တော်တန်းနဲ့တက်တက်ထိုးဝင်ပါတယ် That's a bunker in front of us too. Yeah. Need to... I don't want to hit friendlies. Who is that? Friendly! Friendly! အထဲဝင်လာတာနဲ့အချင်းချင်းခွဲဖြန့်ပြီးပွင့်လင်းမြေပြင်ပေါ်ကနေအမြန်ဆုံးဖယ်ထွက်ပါတယ်အပေါ်က drone ကရန်သူတီနေရာကိုရှာတွေ့ပြီးမြေပြင်ကခြေလင်းတပ်သားတွေကလည်းအဲ့ဒီနေရာစီချင်းကပ်နေပြီးသားဖြစ်ပါတယ် Is this clear? Yeah, it's a dead end, bro. You're good. You going all right? No. Did you get hit by suicide drones? Yes. မော်တာအဖွဲ့ဟာ drone စီကပြစ်မှတ်တီနေရာကိုရရှိပြီးချက်ချင်းပစ်ခတ်ပါတယ်မော်တာကြီးဟာရန်သူထိန်းထားတဲ့နေရာအတွင်းကျရောက်ပြီးကာကွယ်သူတွေကိုမြေပြင်ကပ်ကအကာအကွယ်ယူစေပါတယ်အကြီးစားလက်နက်တွေကတစ်တော်တန်းကိုဇက်တိုက်ပစ်ခတ်ပြီးဒုံကရန်သူစစ်သား2ဦးထိခိုက်သွားတာကိုအတည်ပြုပါတယ်အချိန်ကမနေ့9:48မိနစ်ပထမဆုံးမော်တာကြီးပစ်ခတ်ခဲ့တာမနေ့9:00ကျော်ကဖြစ်ပြီးတပ်ဖွဲ့ဟာတူညီတဲ့ area မှာ2:00ကျော်ကြာတိုက်ခိုက်နေပြီးပါပြီနောက်ထပ်မော်တာတစ်လုံးပစ်လွတ်ပါတယ်အပေါ်က drone ဟာရန်သူစစ်သား3ဦးကိုရှာတွေ့ပြီးသူတို့ရဲ့ဒီနေရာကိုအောက်ကမော်တာအဖွဲ့စီပေးပို့ပါတယ်ရန်သူတွေအကာအကွယ်စီမရောက်ခင်မှာပဲကြီးရောက်ရှိလာပါတယ် Перед тем, как начинать, вообще планировалось 2 удара и через и маневр. Но в данный момент как бы планируется နောက်ထပ်ရန်သူ2ဦးပွင့်လင်းနေရာမှာရွေ့ရှားနေတာကို drone ကတွေ့ရှိပါတယ်။တီးကြအဖွဲ့တစ်ဖွဲ့ကအဲ့ဒီပြစ်မှတ်ကိုတိုက်ခိုက်ဖို့ပြင်ဆင်ပြီးစစ်သား2ဦးကပောက်ကွဲပစ္စည်းကို FPV drone ပေါ်တက်ဆင်ကလွှတ်တင်လိုက်ပါတယ်။ drone ဟာရန်သူနေရာစီတက်တက်ထိုးဝင်ပြီးပောက်ကွဲသွားပါတယ်။ရှေ့ကပြစ်မှတ်နေရာမှာရန်သူ3ဦးထိခိုက်သွားကြောင်းအတည်ပြုခဲ့ပါတယ်။အဲ့ဒီနောက်ကို ordinate တွေကိုတင်ကားစီလွှဲပေးပြီးကြံရှိနေတဲ့နေရာကိုတင်ကားကပစ်ခတ်ပါတယ်။ကြီးရောက်လာတဲ့အချိန်မှာ drone ဟာပြစ်မှတ်ပေါ်မှာရောက်နေပြီးသားဖြစ်ပါတယ်။နေ့လယ်2:23မိနစ်မှာတပ်မှုတွေဟာပြဿနာတစ်ခုကိုဖြေရှင်းဖို့ကြိုးစားနေပါတယ်။ရှေ့တန်းနေရာတွေကိုတစ်ခုခုကဆက်တိုက်ခိုက်နေပေမဲ့ဘာလက်နဲ့လဲဆိုတာမသိနိုင်သေးပါဘူး။ drone ကလည်းရှာမတွေ့သေးပါဘူး။နောက်ပိုင်းအမောင်ထဲမှာပြစ်ခတ်မှုပြန်စတင်လာပြီးတပ်ဖွဲ့ကနောက်ထပ်ခိုးလုံးရတစ်ခုတည်းထိုးဝင်ကရှင်းလင်းလိုက်ပါတယ်။
ခရန်တူလောင်ယုံတစ်ခုလည်းပောက်ကွဲသွားပါတယ်ဒီနေ့တရက်အတွင်းအသုံးပြုခဲ့တဲ့ကြည်အရေးအတွက်ဟာအရင်နှစ်ခွဲအတွင်းစုစုပေါင်းပြစ်ခတ်ခဲ့သမျှထက်တောင်ပိုများခဲ့ပါတယ်ကိုကေးရဲ့စခန်းမှာပထမနေ့ရဲ့ရလက်တွေကိုစတင်တွက်ချက်ပြီးရန်သူအမြောက်9လက်ကိုအတီးပြုတ်ခဲ့ပါတယ်။ဒီနေ့လုံးရှည်တဲ့နေရာတွေကိုပြစ်ခတ်နေခဲ့တဲ့လက်နက်စနစ်ကိုလည်းနောက်ဆုံးမှာရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။ပထမနေ့မပြီးဆုံးခင်မှာပဲဒုတိယနေ့အတွက်စစ်စင်ရေးကိုစတင်ရေးဆွဲနေပါပြီ။ Я тебе так вот укопну линию, блядь! Два кулеметника не съебалось, да, с яйцами? Да. 4! Давай насыпай туда, нахуй, насыпай! Хватит. တမှုဟာဒီစစ်စင်ရေးအတွက်တီးခြားတက်စုတစုကိုရွေးချယ်ထားပါတယ်။ရည်ရွယ်ချက်ကတော့မှန်ကန်တဲ့တပ်သားတွေကိုအသုံးပြုပြီးဆုံးရှုံးမှုနည်းနည်းနဲ့ပုံမှုကြီးမားတဲ့ရလဒ်ရရှိဖို့ဖြစ်ပါတယ်။ဒုတိယနေ့ဟာနိုင်အနေငယ်အတွင်းစတင်တော့မှာဖြစ်ပါတယ်။ဒုတိယနေ့မနက်7:18မိနစ်မှာရင်တစည်းဟာဒရုန်းအကားကွဲအောက်ကနေထိုးစစ်တပ်ဖွဲ့ကိုရှေ့ဘက်စီပို့ဆောင်နေပါတယ်။ရှေ့မှာမရှင်းလင်းရသေးတဲ့ရန်သူနေရာတွေရှိနေသေးပါတပ်ဖွဲ့ဟာတစ်တော်တန်းအတွင်းဆက်တိုးပြီးဖြတ်တန်းသွားတဲ့ရန်သူနေရာတိုင်းကိုရှင်းလင်းပါတယ်မနေ့ကသူတို့ကိုရပ်တန့်ထားခဲ့တဲ့ပြစ်မှတ်နေရာတွေဟာအခုသူတို့နောက်ဖက်မှာကျန်ခဲ့ပါပြီသေဆုံးနေတဲ့ရုရှားစစ်သားတို့စီကရေဒီယိုတလုံးရရှိပြီးကိုကဲရေးစခန်းစီပို့လိုက်ပါတယ် Вот эту позицию тормоз? Да. Нельзя откатываться назад. Там? Да, это что дохуя надо. Отправки на них, я отдых. Плюс. Что, сделаем рокировку? Так, кто заебался, идите. Да мы лучше, блядь, займем нормальную отпиздуемость, пацаны. အခုယူကရိန်းဘက်ကရန်သူကိုပိုင်ရေဒီယိုလှိုင်းလုံးကိုနားထောင်နိုင်နေပါပြီအနီးမှာပောက်ကွဲမှုတစ်ခုဖြစ်ပေါ်ပြီးမဲ့တပ်ဖွဲ့ကဆက်လက်ရွေ့လျားပါတယ်ရှေ့ကကတုတ်ကျင်းထဲမှာဒဏ်ရာရရုရှားစစ်သားတအုပ်ကိုတွေ့ရှိပြီးအဲ့ဒီဒေသထဲမှာတက်ခွက်တစ်ခွက်ထက်ပိုများတဲ့ရန်သူအင်အားရှိနေကြောင်းသိရှိခဲ့ပါတယ်ကိုကဲစကန်ကအခြေအနေကိုအကဲဖြတ်ပြီးနောက်ဒီတစ်တော်တန်ဟာဒီတပ်ဖွဲ့ကသိမ်းယူမှုသမျှထင်မှာအကြီးဆုံးဖြစ်တယ်လို့သတ်မှတ်ပါတယ်ဒါပေမဲ့စစ်စင်ရေးမပြီးသေးပါဘူးရန်သူတင့်ကမရှိတော့ဘူးအရန်တပ်မရှိတော့ဘူးတံပြန်ထိုးစစ်လည်းမရှိပါဘူးတပ်ဖွဲ့ကရန်သူနေရာတစ်ခုပြီးတစ်ခုဆက်လက်ရှင်းလင်းနေပြီးသိမ်းယူထားတဲ့နေရာတွေကိုအခိုင်အမာထိန်းချုပ်လာပါတယ်ရန်သူ FPV drone တစ်စင်းဟာပြစ်မှတ်နေရာစီထိုးဝင်လာပေမဲ့အနည်းမရောက်ခင်မှာပဲပစ်ချနိုင်ခဲ့ပါတယ်ယူကရိန်းဘက်က drone တွေကလည်းအောက်ကရန်သူနေရာတွေကိုပောက်ကွဲပစ္စည်းတွေချပြီးတုံ့ပြန်ပါတယ်တပ်ဖွဲ့ဟာနေရာတစ်ခုပြီးတစ်ခုဆက်လက်ဖြတ်တန်းပြီးရွေလျားနေခြင်းတလျှောက်ရန်သူပြစ်မှတ်တွေကိုရှင်းလင်းနေပါတယ်အခုသူတို့ဖြတ်တန်းနေတဲ့မြေပြင်ဟာဒီစစ်စင်ရေးစတင်ခဲ့တဲ့2ရက်အရင်ကသူတို့ရဲ့မူလပြစ်မှတ်ဖြစ်ခဲ့ပါတယ် Да, сюда. Давай, заскак. Давай, я тримаю! Прикрий мене, я піду рацію заберу. အချိန်ကညနေ9:05မိနစ်တပ်ဖွဲ့ဟာတစ်တော်တန်းထဲမှာရှိနေစေဖြစ်ပြီးရှင်းလင်းရမယ့်နောက်ဆုံးနေရာတစ်ခုသာကျန်ပါတော့တယ်စစ်သားနှုတ်အဲ့ဒီနေရာထဲဝင်ရောက်ပြီးရုရှားစစ်သားနှုတ်ကိုအသက်ရှင်ဖမ်းဆီးကပြန်ခေါ်ထုတ်လာပါတယ် အဲ့ဒီထက်ကတအူးဟာကိုယ်တိုင်လက်မလျှောက်နိုင်ပေမဲ့သူ့ကိုလည်းချက်မထားပဲတိတ်ဆောင်လာပါတယ်တပ်ဖွဲ့ဟာနောက်ဆုံးမှာရင်တွေစီပြန်လည်ရောက်ရှိလာပြီးဒဏ်ရာရသူတွေနဲ့ဖမ်းဆီးထားသူတွေကိုတင်ဆောင်ကတစ်တော်တန်းကနေပြန်လည်ထွက်ခွာပါတယ် Більше роти? Формуйте одну штурмову групу і будьте готові. Наше командування сказало, щоб ви робили фаєртім і робили накат. စစ်စင်ရေးပြီးဆုံးလာချိန်မှာတောင်းနောက်ထပ်စစ်စင်ရေးအတွက်အစီအစဉ်တွေစတင်ရေးဆွဲနေပြီးသားဖြစ်ပါတယ် Жарковато, да? Да. Двое суток лес. Он совершенно кидает. Да еще, блядь, Это самая большая посадка, которую мы брали. Посадка, блядь. Мы перекуриваем. И с первым ШБ фаертимами. Да. Откат, блядь, кричи, скажи, хай с прикрытием! Я ж кажу, ёб твою мать! Викидай нахуй все, что вышли, блядь, все, что... Година! Сука!
Прострелай его нахуй!